နေလေးတာတော့ခြံနဲ့ဆင်းပြီးငပြောခိုင်နေလာကြီးကြည့်နေတာငပြောတွေကခိုင်ရင်လက်တစ်ပြိုင်နဲ့အော်ဒီမှာတစ်ခုအော်ဟိုမှာဝက်မလို့သူကနေနေလေးပဲအဒီဘက်ကိုကြည့်ကြစို့ဒီမှာတစ်ခိုင်ဒီဘက်မှာလည်းတစ်ခိုင်အမျိုးတွေကတော့စုံနေတာပဲစိုက်တာဒီဘက်မှာတစ်ခိုင်ဟဲ့များကြီးပဲတော့အော်ဒါဝက်မလို့ဒီဘက်တန်းကဝက်မလို့ဟိုမှာတစ်ခိုင်ဝက်မလို့3ခိုင်ရှိတယ်အော်ဟိုမှာဒီမှာတစ်ခိုင်မလည်းတမတိလေးပြီးအော်ဒီမှာသူကဒုတိယသားလို့ခေါ်မလားမသိဘူးဟိုဒီနေရာမှာပဲပြန်ပြီးတော့မဖယ်ပဲနဲ့ဆက်ပြီးတော့တက်နေတော့တိတ်တော့ပထမတစ်ခိုင်လောက်တော့ပထမသားလောက်တော့မထွားအောင်ဟိုမှာတစ်ခိုင်သူကမြင့်နေတော့မြင့်မှသူကဟိုမှာတစ်ခိုင်ကြီးကတော့တော်မြင့်ပြီးတော့အများကြီးပဲအပင်တွေကရခိုင်နေပြောတယ်သူလဲဘယ်နှပြီးလောက်တော့အများကြီးပဲကြည့်ပါဦးအပင်တွေမှာပြတ်သိမ့်နေတာသူကတော့အမြင့်မှာပဲပြီးကြတယ်ဒီမှာတစ်ခိုင်ရှိမယ်နောက်ဒီမှာတစ်ခိုင်ဟိုမှာတစ်ခိုင်အမြင့်ကြီးပဲတော့ဘယ်လိုချမလဲတော့မသိချတဲ့အချိန်ကြာဟိုမှာတစ်ခိုင်နောက်ဟိုမှာတစ်ခိုင်ဒီနေ့တော့မမြင်ရဘူးဟိုမှာတစ်ခိုင်ဆိုတော့ဒီယုံကြီးကလည်း4ခိုင်ရှိဝင်ပေါ့ဟောဒီမှာဖီချမ်းလေးတစ်ခိုင်ဟဲ့ပြီးညက်ရိုင်းတော့ရိုင်းလို့ဟောဒီထောက်ထားတယ်ဟောဒါဖီချမ်းဒီမှာဖီချမ်းတစ်ခိုင်ခြံထဲမှာမျိုးတွေကစုံတာငပြောတွေကရှိသမျှမြေမှာတော့စိုက်ကြတာပဲရခိုင်ကတော့တော်တော်မြင့်အော်ဒီထိတ်ကဒါလေးလဲခိုင်နေပြီရောသူတို့ကတူစိုက်ကြတာဆိုတော့ခိုင်ရင်လဲတပြိုင်တည်းပဲချရင်လဲတိတ်မကွာကြဘူးပြက်ပြီဆိုလဲအိမ်မှာငပြောကလုံးဝပြက်ထွက်သွားတာပေါ်တဲ့အချိန်ကျရင်လဲအရန်ကိုပေါ်နေရောမကြပါဘူး6လ9လဆိုရင်ငပြောကစပြီးတော့ခိုင်တာပဲဒါပေမဲ့စားတဲ့နေထားရအောင်နောက်ထပ်5လ6လတော့ပြန်စောင်းရတယ်ဒီဘက်တကုံးလုံးကငပြောတွေကြီးပဲ